စုဖလားတွေကိုအပိုင်သိမ်းဖို့ဒုတိယလူနေရာကနေ Simuni 2.0 version ဖြစ်လာခဲ့တဲ့ Arsenal အသင်းနီးပြ Mikel Arteta Don't stop အားလုံးပဲမင်္ဂလာပါ Mobile Sport ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျွန်တော်ကတော့စော်ထပ်ပါ2003-2004ရာသီက Arsenal အသင်းရဲ့ရှုံးပွဲမရှိစံချိန်ဟာဘောလုံးလောကရဲ့လှပတဲ့ရာဇဝင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါလွန်ခဲ့တဲ့22နှစ်ကအကြောင်းအရာတွေပါ။ဒီနေ့ခေတ် Premier League မှာတော့ကျွန်တော်တို့ဟာတမူထူးခြားတဲ့ကဏ္ဍတွေကိုမြင်တွေ့နေရပြီလေဖြစ်ပါတယ်။သူတို့ဟာအရင်လိုလှပပကစားနေုံနဲ့မဟုတ်တော့ပဲ။မာကျော်တယ်တန်ပါတယ်နောက်ပြီးတော့အနိုင်ရဖို့ဆိုဘာမဆိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးကိုပြောင်းလဲလာပါတယ်။ဒီတော့ဘောလုံးပရိသတ်အများစုကမေးခွန်းတွေထုတ်လာကြပါတယ်။ဒါဟာအာဆင်နယ်အသင်းရောဟုတ်ရလားဒါမှမဟုတ် Duck အတွေရဲ့အရှင်သခင်ကြီး Diego Simeone ရဲ့ Atletico Madrid London version လားနောက်ပြီးတော့ Arteta ဟာလည်း Simeone 2.0 ဖြစ်လာခဲ့ပြီလားဆိုတဲ့မေးခွန်းတွေပါဒီနေ့မှာတော့ Arsenal အသင်းနီးပြ Mikel Arteta ဟာ Diego Simeone ရဲ့ပုံရိပ်လွှာတွေကိုဘလို့ကူးပြောင်းသွားတယ်လဲဆိုတာနဲ့ဒီ Duck အတွေဟာ Arsenal ကို Champion ဆုစီပို့ဆောင်ပေးမယ်နောက်ဆုံးတော့ချက်ဖြစ်လာမလားဆိုတာကိုဆွေးနွေးသွားကြရအောင်ပါ Champion League မှာ Atletico Madrid နဲ့မတွေ့ခင်တုန်းက Arteta ကဝန်ခံခဲ့ဘူးပါတယ်သူကနီးပြ Diego Simeone ကိုအမြဲတမ်းအားကျအတွေ့ယူသူအဖြစ်သတ်မှတ်ထားတယ်လို့ဖြစ်ခဲ့တာပါဒီနေ့မှာတော့ Arteta ဟာဒီလေးစားမှုကိုနောက်အဆင့်တစ်ခုမြင့်တင်ပြီးတော့သူကိုယ်တိုင် Simeone အဖြစ်ကိုတဖြည်းဖြည်းကူးပြောင်းလာနေပါပြီ။ဘာကြောင့် Simeone ဖြစ်နေရတာလဲအဖြေကတော့ရှင်းပါတယ်။ Atletico Madrid နီးပြ Diego Simeone ဟာဥရောပဘောလုံးလောကမှာအလေးစားခံရဆုံးနီးပြတွေထဲကတဦးဖြစ်ပါတယ်။သူက Atletico Madrid ကိုအသင်းကြီးတစ်သင်းဖြစ်အောင်တည်ဆောက်နိုင်ခဲ့ပြီးတော့ဘယ်အသင်းမဆိုရင်ဆိုင်ရမှာခက်ခဲတဲ့ရင်ဆိုင်ရမှာကြောက်တဲ့အသင်းတစ်သင်းအဖြစ်ဖန်တီးခဲ့တာပါဒီတော့ Arteta ကို Simeone နဲ့နှိုင်းယှဉ်တာဟာမကောင်းမှုတို့လို့ဒါမှမဟုတ်နှိမ်ချကျင်တာလားလို့မထင်စေချင်ပါဘူး Diego Simeone ဟာသူ့ရဲ့ Atletico Madrid နီးပြ14နှစ်တာကာလအတွင်းမှာ La Liga ဖလား2ကြိမ် Europa League 2ကြိမ်နဲ့ European Super Cup 2ကြိမ်ရယူထားနိုင်တယ်လို့ Champions League ဘောလုံးပွဲကိုလည်း2ကြိမ်တိုင်တက်လှမ်းနိုင်ခဲ့တာပါ Simeone ဟာအင်အားကြီးအသင်းတွေကိုဘယ်လိုဖြိုရမလဲဆိုတာကိုကောင်းကောင်းကြီးနားလည်ထားသူပါ Barcelona နဲ့ Real Madrid တို့လို Blue ကြီးတွေကြားကနေ Atletico Madrid ကို La Liga Champion 2ကြိမ်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူပါအာတီတာလည်းအခုအဲ့ဒီလမ်းစဉ်တိုင်းလိုက်နေတာပါပရီးမီးယားလိမှာမင်းမူနေတဲ့ပက်ကွာရီယိုလာရဲ့ပြည့်စုံလုံးနဲ့မန်စီးတီးတင်းကိုကြော်ဖြတ်ဖို့ဆိုရင်လှပတဲ့ဘောလုံးကစားပုံတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူးစင်မြူနီမှာရှိတဲ့ညံနီညံနဲ့တက်အတွေကအာတီတာအတွက်တော့တည်ခန်းစာတွေဖြစ်လာခဲ့ပါတယ်ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာအာဆင်နယ်အသင်းရဲ့ကစားပုံအန်တီဖုတ်ဘောကိုပရိသတ်တွေကအပြင်းထန်ဝေဖန်ခဲ့ကြတာပါဒါဆိုကိန်းဂဏန်းချက်လက်တွေကိုကြည့်ကြရအောင်အဲ့ဒီပွဲမှာအာဆင်နယ်အသင်းကဘောလုံးပြန်စဖို့အတွက်စုစုပေါင်း30မိနစ်နီးပါအချိန်ယူခဲ့ပါတယ်ဒါသူတို့ရဲ့စံချိန်တင်အချိန်ဆွဲမှုပါအဲ့ပွဲမှာဘောလုံးအမှန်တကယ်ကစားချိန်က53မိနစ်ပဲရှိခဲ့တာပါဒါပေမဲ့ဒါဟာမှားသလားဆိုတော့မမှားပါဘူးအချက်လက်တွေရဆိုရင်တော့ Sunderland, Brentford, Crystal Palace နဲ့ Newcastle အသင်းတို့ဟာ Arsenal ထက်အချိန်ပိုဆွဲလိမ့်ရှိတာကိုတွေ့ရပါတယ်ဒါပေမဲ့ Arsenal အသင်းက Champion ဖြစ်ဖို့ကြိုးစားနေတဲ့အသင်းဖြစ်နေတာမို့အာယုံပိုဆိုင်ခံနေရတာပါ Saliba, Gabriel လို့နောက်ခံအတွဲမျိုးနဲ့ခန်းစစ်တိုင်းကိုကြစ်ကြစ်လစ်လစ်ဖြစ်အောင်တိဆောက်ပြီးတော့ရလက်ကိုထိမ့်သိမ်းတာဟာသူတို့ရဲ့အောင်မြင်မှုလမ်းစဉ်တစ်ခုဖြစ်လာနေပါပြီပြီးခဲ့တဲ့ရဲတရက်ပတ်အနည်းငယ်အတွင်းမှာလည်း Arsenal ကစားသမားတွေကပွဲပန်းတဲ့လက္ခဏာတွေပြလာနေကြပါတယ်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှင်ပြိုင်နေရဆဲဖြစ်တာကြောင့် Arsenal အသင်းဟာလှပတဲ့ကစားဟန်တွေထက်အားကလေးဝင်းတွေကိုပုံဖော်လာနေတာလည်းဖြစ်နိုင်ပါတယ်ပြီးခဲ့တဲ့3ရာသီစတိုင် Arsenal အသင်းဟာဒုတိယနေရာနဲ့ပဲအဆုံးသတ်ခဲ့ရတာပါဒါကြောင့်မလို့ချို့ပရိသတ်တွေက Mikel Arteta ကိုစီတူလွင်ဒါမှမဟုတ်ဘော်တလာလို့ဝေဖန်ခဲ့ကြပါတယ်အခုသူကအဲ့ဒီဝေဖန်မှုတွေကိုတုံ့ပြန်ဖို့အတွက်နီလန်ဟောင်းတွေကိုဆွတ်လွတ်လိုက်ပါပြီအာဆင်နယ်တင်းဟာလှပပကစားနိုင်တယ်လို့လိုအပ်လာရင် Duck အတွေအာဂလီဝင်းနေနဲ့လည်းကစားတတ်နေပါပြီသူတို့ကစပါးတင်းကို4ဂိုးတဂိုးနဲ့အနိုင်ရခဲ့တယ်လို့စင်မြွန်ရဲ့ Atletico Madrid ကိုလည်း4ဂိုး0နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်ဒါဟာသူတို့မှာအရေးချင်းရှိနေတယ်ဆိုတာကိုပြသနေတာပါနောက်ဆုံးမှာတော့ဘောလုံးလောကဟာအနိုင်ရသူတွေကိုပဲမှတ်မိနေကြတာပါ22နှစ်ကြာစောင့်ဆိုင်ခဲ့ရတဲ့ Premier League ကိုရယူနိုင်ခဲ့ရင်တော့ဘယ်သူမှသူတို့ဘလောက်အချိန်ဆွဲခဲ့တယ်ဘလောက် Duck အတွေတုံးခဲကြတယ်ဆိုတာကိုဂရုစိုက်တော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့ Mikel Arteta ဟာ Simeone စီကနေသင်ခန်းစာယူပြီးတော့လူလိမ္မာလူကောင်းလေးဘဝကနေအောင်မြင်သူအဖြစ်ကိုကူးပြောင်းနေပါပြီဒီတော့ညီကိုရိုရောဘယ်လိုထင်ကြလဲ Arsenal ရဲ့ဒီပြောင်းလဲမှုကမှန်ကန်ရဲ့လား Arteta ရောတကယ် Simeone 2.0 version ဖြစ်လာပြီလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်